ခလေးတို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွေနီကန်ဝင်းစီစဉ်ပြီးကာတွန်းပိုးစာတရုတ်ဖော်ရေးသားထားတဲ့38ဖြာမင်္ဂလာနေထိုင်မင်္ဂလာပုံမြင်စာအုပ်ထဲကတင့်တော်ရအရက်မှာနေထိုင်ခြင်းဆိုတဲ့မင်္ဂလာတရားကိုတင်ပြပေးဖို့အတွက်ဖားကလေးရေမာနေတယ်ဆိုတဲ့ပုံမြင်လေးကိုမမကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖားကလေးရေမာနေတယ်ဟိုးရှိတော့ကရေဟန်ကြီးတိုင်မှာဖားကလေးတစ်ကောင်ရှိတယ်ဖားကလေးဟာရေကူးလိုက်ကြော်ရွက်ပေါ်တက်ပြီးကစားလိုက်နဲ့ရေကန်လေးထဲမှာပျော်နေရပေါ့တနေ့မှာတော့ဖားကလေးဟာကြော်ရွက်တစ်ခုပေါ်ထိုင်ရင်ဟိုးတီတီကြည့်မိရဲ့အခါရေအိုင်နားကကုန်းပေါ်မှာရုံကလေးတွေပြေးလွှားဆော့ကစားနေတာတမင်လေးတွေမျက်စားနေတာတစ်ပင်တွေပေါ်မှာငှက်ကလေးတွေခုန်နားနေတာကိုတွေ့လိုက်ရတယ်ဒီတော့ဖားကလေးကရေထဲမှာနေရတာပြင်းစရာကြီးပဲကုန်းပေါ်မှာသာနေရရင်သိကောင်းမှာပဲလို့တွေးမိလိုက်တယ်ဒါကြောင့်ဖားကလေးလည်းရေထဲမှာမနေတော့ပဲကမ်းဆက်မှာပြောင်းနေတယ်ဖားကလေးဟာကမ်းဆက်မှာပြောင်းနေခါစားဆိုတော့တိတ်ကိုပြောနေရပေါ့ဒါပေမဲ့ဖားကလေးကုန်းပေါ်မှာခုံဆွားနဲ့ပြေးစော်နေတော့တိမ်ငတ်တကောင်မြင့်သွားပြီးထိုးတော့ဖို့လို့တော့ဖားကလေးလည်းရေကန်ထဲကိုအမြန်ခုန်ဆင်းလိုက်ရတော့တာပေါ့နောက်တစ်နေ့မှလည်းဖားကလေးကုန်းပေါ်မှာနေပူစာလုံနေတော့ငွေတကောင်ရောက်လာပြီးဖားကလေးကိုစားဖို့ကြိုးစားပြန်နေဒီခါမှလည်းဖားကလေးကရေထဲကိုခုန်ချရပြန်တာပေါ့နေ့စဉ်နေ့တိုင်းဖားကလေးဟာသူ့ကိုစားမဲ့ရန်သူတွေကိုရှောင်ရှားနေရတာနဲ့စိတ်တွေပင်ပန်းပြီးအစာလည်းကောင်းကောင်းမစားနိုင်တော့ဘူးနောက်ဆုံးမှာတော့ဖားကလေးကသူရင်ကနေခဲ့တဲ့ရေအိုင်နဲ့ကြာရွက်တွေကသာသူ့အတွက်ပိုကောင်းပြီးပိုလုံးကျုံတဲ့နေရာမှန်တည်သွားတော့တယ်ဒါကြောင့်ဖားကလေးကရေအိုင်ထဲမှာပဲပြန်ပြီးနေလိုက်တော့တာပေါ့ကဲဒီနေ့မှာတော့တတမီမီတို့အတွက်တင့်တော်တဲ့အရက်မှာပဲနေထိုင်တဲ့အကြောင်းကိုမမကပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်လေးတွေအများကြီးပြောပြပေးသွားအောင်မလို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးပါအောင်နော်။ Facebook ကနေကြည့်ရှုရဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။